蛮凶的啥了，你不讲了。ဒီနေ့ကတော့ February 3ရက်နေ့ဖြစ်ပါတယ်။မနေ့ကညတော့မင်းနဲ့ Crystal Release ပဲရှိရဲဆိုတော့ဆုလက်နဲ့ဆုလက်ဖူဖားတွေကမန်ယူပဲကြည့်ဖို့ staycation လာနေဖြစ်ပါတယ်။အဲ့တော့မနေ့ညကမန်ယူကအရှုံးသွားပြီဆိုတော့ဒီနေ့မနက် breakfast ကိုဖူဖားဆုလက်ကိုပြေတော့အပြီးကောလုံးလိုက်ကြအောင်ဖြစ်ပါတယ်။ breakfast လေးပဲစားရမှာဆိုတော့ဆုလက်ကဒီဟိုကတော့ makeup တော့အများကြီးမလိမ့်တော့ဆုလက်လေးနေကြဒီလေးတနေကြီးကျယ်လေးကိုပဲလိမ့်မယ်။သူကကြတော့ဆုလက် staycation လို့ခီးသွားတာလို့ဆိုပြီးတော့ဘယ်လိုရဖြစ်တဲ့အတွက်ဆုလက်ကတော့အတိုင်းလေးပဲပြီးပြတာထားပါတယ်။သူကကြတော့ဒီဂျယ်တိုင်းဖြစ်တဲ့အတွက်ဟိုဘယ်လိုပြောမလဲအသားတွေကိုစိတ်ဝင်တာလည်းမြင်တယ်ပြီးတော့ဒီအသားတွေကိုပိုကြီးလာစေတယ်ပိုဖြူလာစေတယ်။မဆုလက်ကတော့ဒါလေး favorite ဖြစ်နေတဲ့အတွက်ဆုလက်ဒါလေးတော့မှာရှင်။ ဘာလေးလေးကျတယ်ကြားတယ်နော်အဲ့စကင်လေး ဘာလေး ဟာမြန်လေးစကင်ကပဲလင်းသွားတော့ ဟိုမမီးဘာမှလေးစရာမပေါ့မမီးဟိုဘာပြေးတယ်ကောင်းကောင်းကြီးရ ဒီဟာလေးတောင်းနေမှအရင်ကောင်းလာသူဘယ်လိုလဲအဲ့လိုလူကြီးတွေတော့ပို့ပြီးတော့အသားကြီးပါလေရော့နေတော့ပို့ပြီးတင်းတယ်တောင်းဒီတော့ နည်းနည်းပိုးပေးနေတယ်ဒါမှ ပို့လိုက်ရ ဒါမှမိ ပို့ တော့ ရနေတယ်လည်း ဒါမှတမီးမိတော့ ဒီဝိုင်းနေတယ်ဒီဆိုတော့ဆုကတော့ပါတီပဲလေးနေကြဆိုပါတီပဲလေးပြီးတော့တော့ပါမယ် ဟဲ့တမီးမချထားလေးရင်းနေကြတယ် ဟုတ်တယ် အ တင်း တင်း ပါ မချတင်းပြီးတော့ကြီးသွားတော့နော် အမဆိုင်တိုင်းမှာရတယ်မှာဒီနေ့တည်းလေးကျဆိုင်တိုင်းရ ဟဲ့မမီချိုက်တယ်ဒါလေးတွေမမီဝယ်တော့မယ်အခုလုံးလုံးကဒီဒါလေးတွေမမီယူသွားလိုက်တော့နော် မမီးရ โอ้ချောက်ဝယ်လိုက်တော့ပေါ့ ပေးပါလေကျောင်းသမားရဲ့ဆိုပေးရမှာ စေပေဦးရဲ့ပွဲနိုင်လူရဲ့စက်ပစုံလူရဲ့ငိုးဝဲဦးမရဲ့ကျုပ်ချာရဲ့ အပြီးဟိုနန်းကြီးတော့ပါနော် လက်ချစ်တော့တပွဲ မသားပေးဦးမှာပါဗျာ ဟုတ်စောရွယ်လို့လားဟုတ်အဲ့တော့ညာ ဒီမှာစားပြရမှာကျက်ပစုံတော့ပါနော် စက်ပစုံလောက်ပါရဲ့ ကောင်းအောင်ဆောင်မကုန်ပြန်ရော ကောင်းတယ်ကောင်းစား ဒီမှာအကုန်ရှင်းရမှာနော်အဲ့ ဟို ဒါ ကပစုံအမွန်လေးပါလေ ဆိုအမ်ဘက်ရောက်မှပြောင်းတယ် လက်ဖေးကလည်းမလာဘူးဟမ် တော်ပြီ ဖေးကမကြောက်ပါနဲ့ ဆောင်းဆုံးနေလို့ပါဆောက်က ကဲအောင်လို့ဆိုင်နေနေနဲ့ဒါကြီးတော့မှားလိုက်ပါစားလိုက်လားပြီးပါ အေးပါ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 ဒီကမြိုင်းမှာမမီမှာ3ဘွဲတယ်နော် ဟမ် 3ဘွဲတယ်ကျန်တာတွေအကုန်လုံးတမိစားမကုန်လို့ရှိရင်ပြီးရှင်းအောင် ရှုံးလို့ရှုံးတယ်နော်မကုန်ရှင်းပါဆယ်ယူမှာအရင်တော့ဆုံးနဲအနည်းကတော့ကုတ်မာတဲ့ဒီလောက်ကတော့နော်နိုင်တဲ့လူဆိုအဆိုင်ကျဲမန်ရှုံးနေတာစားလို့လားဒီကိုကောင်းလား ကိုအလက်ကြရင်မနှွယ်စရမ်းနော်ဒါနေမယ် မန်ရှုံးလို့ပုံစားကောင်းလား ဟာအဲ့လိုတော့လား ဟောရတာမနေ့ကလည်းပုံရတာချင်း ငါတပွဲတော့မကူစောဒီဒါတွေဘလို့စားလိုက်ရင်းကြီးတော့မြည်ကြည့်မလားပြောင်းတော့ပြောင်းအဲ့ဟောတာကြားကြလို့စားပါ ဘာမှတိုင်ထားအောင်မဟုတ်ဖြစ်ပါဘူးစားတော့မြန်မြန်စားမှမဟုတ်ပါဘူးပြောဘာလဲတလုံးပြကြတော့ဘာမှမကြတော့မင်းဘက်ကလောင်းရတဲ့ကြိုးကျေးဇူးကတော့ဒါပါတော့ခင်ဗျာ ကောင်းပါတယ်ကောင်းပါ ကောင်းပါဟုတ် ကောင်းတယ်တကယ်ကောင်းတာမနေ့ကတော့ကတင်းလာတယ် delete တလဲပြီးချယ်လေးအရန်ကောင်းတာတော့ကျန် အဲ့ဒါအဲ့လိုအသားလေးပါတော့ပျော့သွားပြီတော့ပြန်တင်းမိစား ဟောအရန်ကြိုက်သွားတယ်အဲ့ဒါကြောင့်ဘူးကြီးကြီးလေးကိုလမ်းမကြုံကြုံအောင်တော့ဝယ်ပြီးအင်းကိုအရန်ပုတ်ပြီးပါ နောက်တော့စားလို့ရတယ်နော်ဘိုက်ကအဲ့လိုကြီး ဟာအဲ့မနှောက်ဘူးတမီးလေးဝါနေလို့ပြောတာမမီကမလေးတကယ်ပေးတားရပေးရှင်းမယ်